မိသားစုတွေလေကားအစင်းဖြစ်ပြီးတော့အကုန်ဆုံးကဒီမှာအကုန်သစလေးလေးပြုတ်ထားတာဒီကူတွေထင်တယ်ဟုတ်တယ်အရှိရကူတွေကျွန်တော်ကြားရတာဒီထဲမှာနေရတော့ကျော်ချန်နော်ဇာနည်းနည်းအေးကောင်းနေပါလေဆွတ်ထားလိုက်ဟုတ်တယ်နေတော့ကြာဒီဘက်ဘေးမှာတော့ကျွန်တော်ဒါမွတ်စလင်တင်ကြိုင်ပေါ့နော်ဒီအလဲကောင်ကနေတော့သွားမယ်ဆိုလို့ရှင်တော့ဒါဘာဟာကြီးတင်ကြိုင်ကိုတော့သွားနေရပါဒီဘက်ဘေးနှစ်ဖက်စလုံးကလေခြုံနေပါထူပြီးတော့မသိရင်အဲ့လိုတောတွေကိုရောက်နေတယ်လို့မျိုးနော်အေးဟုတ်တယ်အခုဆိုတော့ကျွန်တော်ဒါဘာဟာဤတာသနာတုတ်တယ်ဆိုပြီးတော့မဟုတ်ဘူးနဲ့ဘာဟာဤတုတ်တယ်နေကိုရောက်တော့မယ်ပေါ့နော်တကားတော့ပိတ်ထားတယ်ဗျရောက်လာပြီရတယ်အထက်ဝင်လာတယ်နော်ဟုတ်တယ်တော်တော်ကျယ်နော်သွားလာတာသွားလာတော့တော်တော်ကျယ်တွန်းရမှာတယ်နဲ့ဒီကိုတွန်းကြည့်လိုက်ဟုတ်တယ်ဆိုတော့နောက်ဆေးရပေါ့နော်ဇဲကတော့ဒါနည်းလေးပြုပြင်မှုမှတ်ထားတဲ့နေထားမှာတော့ရှိဖက်တက်ဖက်ဗျာခလေးလေးဖက်နက်ခွေးဦးတယ်ရကြတယ်အေးအော်ဒီလမ်းနဲ့ကိုစဝင်နေခွေးကတောက်ချောက်ဦးနေတာနော်ပေါ်လို့မရတော့ရှင်းပါပိတ်သွားနော်လမ်းအပိတ်ရှင်းပါလေဒီကဟိုဆရာတော်ပြောတာတော့လေဒီတင်းချိုင်းမှာလာပြီးတော့အပေါ်လေးသွားမိတာပေါ့နော်အဲ့လူကပေါ်သွားနေတော့စကားမပြောနိုင်ပဲဖြစ်ပြီးတော့တူတယောက်ကဆွဲမလိုက်တယ်လို့လေနောက်ကနေဟိုဖြစ်သွားတယ်ပေါ်မြောက်သွားတက်ပေးလောက်ပြီးတော့မှပြန်တောင်းမှမှာအောက်ကိုပြန်ပြီးတော့ကြောက်သွားပြီပေါ့နော်အဲ့တော့ဒီသူများဒီဘာသာအချို့ဘာသာကြီးကြတော့လေကျွန်တော်တို့အမှားရွေးနေမလုံးမိအောင်တော့ဒါ queue ဆက်ရတယ်ပေါ့နော်သွားရလာတဲ့အခါမှာဒီဘာကြီးကတော့တကယ်ဟိုတက်ရဲ့တက်တန်ရှင်းရှင်းနဲ့လေအရင်အုပ်ကူတွေလည်းမများပဲနေဟိုလောက်ထားတာပေါ့နော်သေချာချာလေးတို့ပြန်ပြီးတော့မိုးမှန်ထားတယ်ထင်တယ်ဗျအုပ်ကူကတော့အရင်မများမင်းတခုတိလားဒီမှာလေဘုန်းကြီးကြောင့်ဟိုကဖုံးတွေ့တာလေမိသားစုတွေလေကားအစင်းဖြစ်ပြီးတော့အကုန်ဆုံးကဒီမှာအကုန်သစလေးလေးပြုတ်ထားတာဒီကူတွေထင်တယ်ဟုတ်တယ်အရှိရကူတွေကျွန်တော်ကြားရတာဒီထဲမှာနေရတော့ကျော်ချန်တယ်နော်အဲ့တော့ကျွန်တော်အရှိဘက်ကိုတစ်ချက်တော့ပြန်ထွက်ကြည့်ကြမယ်နော်အဲထဲမှာနေရတယ်ကြာသွားပြီဒါကတော့ပြန်ပိတ်ခဲ့မယ်ဒီလားဆောင်းလေးပါလေဖားကြတယ်ဦးရဒီဘက်ချမ်းအပြင်ဘက်ချမ်းဟုတ်လားအေးအဲ့အဝနာတဲ့ချက်စောင့်ကြည့်အေးမင်းကြားလိုက်တယ်မလားကြားတော့တကားပိတ်တယ်နေရောအေးဟဲ့ပါလေဟုတ်ဟုတ်အဲ့ရပါမို့နော်ခိုင်ဒီတော့ဆောင်းကြည့်လိုက်ပါတော့စရာဒီနာတော့ကြာသိလားဘာလဲငါတို့တခါပိတ်တယ်နဲ့ရောရတာပေါ့